S နှင့်မဆုံးသောတစ်ခုကိန်းနံသို့မဟုတ်အများကိန်းနံများရဲ့ပိုင်ဆိုင်မှုကိုဖော်ပြလိုလျင် apostrophe s ပေါင်းထည့်ပေးရသည် ဥပမာ Mama's dog မမ၏ခွေး The children's puzzles ကလေးများ၏ခဲတံများ S နှင့်ဆုံးသောအများကိန်းနံများ၏ပိုင်ဆိုင်မှုကိုဖော်ပြလိုလျင် apostrophe ပေါင်းထည့်ပေးရသည် ဥပမာ The bird's nest ငှက်များ၏အသိုက်များ The girls' books မိန်းကလေးများ၏စာအုပ်များပိုင်ဆိုင်သူဟာသက်မဲ့ပစ္စည်းတစ်ခုဖြစ်လျင် of or e ကိုသုံးပေးရပါသည် ဥပမာ The color of the leaf သစ်ရွက်၏အရောင် The pages of the book စာအုပ်၏စာမျက်နှာများအကြမ်းမျဉ်းချုံမှတ်မယ်ဆိုရင်တိရစ္ဆာန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်သက်ရှိတွေရဲ့ပိုင်ဆိုင်မှုကိုဖော်ပြလိုလျင် apostrophe s သို့မဟုတ် apostrophe ကိုသုံးပေးရပါတယ်သက်မဲ့တွေရဲ့ပိုင်ဆိုင်မှုကိုဖော်ပြလိုလျင်တော့ of or ကိုသုံးပေးရပါတယ်ချွန်းချက်အနေနဲ့ကတော့သက်မဲ့ပစ္စည်းများကိုလူပုဂ္ဂိုလ်ကဲ့သို့တင်စားပြောဆိုတဲ့အခါ apostrophe s ကိုသုံးနိုင်သည်ဥပမာ Myanmar's footballers မြန်မာနိုင်ငံ၏ဘောလုံးသမားများ